ကောင်မလေးတော့လွတ်ချသွားပြန်ပြီဒါကြောင့်ဒင်းတို့တွေအိမ်ဖော်ဘဝကမတက်တာအမလေးတော်သေးရဲ့ကျုပ်ရွာပြန်ခိုင်းလိုက်လို့မဟုတ်ကျုပ်မြဲကိန်းစိတ်မဲ့အဖြစ်ကျုပ်ကိုလာကြည့်မနေနဲ့ဒီမှာကျုပ်စိတ်တူနေတာတော့စီရောက်သွားမယ် ငါလည်းဘာမှမပြောရသေးပါဘူး။မင်းကလည်းဒေါသကြီးပဲ။အခုမှမေးပါဦးမယ်။စောစောစီစီဘာတွေဖြစ်နေတာတော့ကွာလူကြားမကောင်းအောင် ဘာဖြစ်ရမှာတော့အချိုးမပြေလို့ရွာပြန်လွတ်လိုက်တဲ့အိမ်ဖော်မှမိမော်လေ ။ဟဲ့ဘာဖြစ်တော့ခုပြန်ရောက်နေလို့လား ပေးကရောက်ရမှာတော့ယူရီးယားဖက်နှက်လေးကျုပ်ရဲ့ဖက်နှက်လေးခိုးသွားလို့တော့ ။မလီမသိန်းချင်ရဲ့။ဖက်နှက်ကလေးတည်းရဘာဖြစ်သွားမှာတော့ကွာ။နေစမ်းမအောင်ယူရီးယားဖက်နှက်ဟုတ်လား။ငါတွေ့နေတာတော့မင်းစီးနေတာကတိပါဖက်နှက်တွေများတာပါ။ဘယ်တော့မှယူရီးယားဖက်နှက်ဆိုတာမင်းစီရောက်နေရတယ် တူကလည်းတူတူလို့ပါဘေးအိမ်ကြီးကြားတော့မင်း ။အေးလေငါလည်းမင်းဘယ်တော့မှဝေလိုက်တာလေမင်းနေတာပဲ ပြီးခဲ့တဲ့ဘက်ကဟိုဘက်ရွာအလူသွားတော့အလူအင်ကြီးမှာချွတ်ထားတဲ့ဖက်နှက်လေးလှလို့ကျုပ်စီးကြည့်တာကျုပ်နဲ့တော်နေလို့မချွတ်ချင်တော့တာနဲ့ကျုပ်ရဲ့ကတိပါဖက်နှက်လေးအဲ့ဒီနာထားခဲ့ပြီးစီးလာတာဟိုတနေရမြို့တက်ပြီးဈေးဝယ်တော့ဒီလိုဖက်နှက်ကလေးများရှိသလားလို့မေးကြည့်တာမရှိဘူးတဲ့ဒါကယူရီးယားလာတာလို့ပြောတာပဲခုအဲ့ဒီဖက်နှက်ကိုဟိုတိန်နာမလေးခုတ်သွားလို့စိတ်တုန်နေဟမ်ဟောဖြစ်ရလေမသိန်းချင်ရဲ့